Hello အားလုံးပဲမင်္ဂလာပါဒီ circuit မှာတော့ electropneumatic reciprocation circuit ဆွဲမှာပေါ့နော် limit switch ကိုသုံးပြီးတော့ဆွဲမှာဖြစ်တဲ့အတွက်ဒီမှာစစဆုံးဆင်ထားတဲ့ဥစ္စာတော့ compressor ပါမယ် service unit ပါမယ် double heading cylinder ပါမယ် double solenoid ဘာကိုသုံးပါပေါ့နော်ဒီမှာ single solenoid ဘာပဲရှိသေးတယ်ဆိုတော့ပြီးပြန်ပြင်ပါပေါ့နော်အပြင်မှာဆင်မယ်ဆိုလို့ရှိရင်လည်းဒီ compressor နဲ့ service unit နဲ့ချိန်ပါပေါ့နော် service unit ကဒီစင်းဒီချားထဲမှာဆိုလို့ရှိရင် manifold ကနေပြီးတော့ဒါ power ပေးမှာပေါ့နော်compress air ဝင်မှာပေါ့ဘယ်တဲ့ဝင်မယ်ဆိုတော့ directional control bar တွေဝင်မှာပေါ့နော်ဝင်ပြီးမှ directional control bar တစ်စင် double heading cylinder ပေါ့နော် double heading cylinder ကို control လုပ်မှာပေါ့နော်ဝင်လိုက်ထွက်လိုက် control လုပ်မှာဒီမှာ reciprocation circuit ဖြစ်တဲ့အတွက်ကြောင့်မလို့ cylinder ဝင်လိုက်ထွက်လိုက်ကိုကလုံး push button တစ်ချက်နှိပ်ပြီးတာနဲ့ဝင်လိုက်ထွက်လိုက်ကို set တိုက်လုပ်မှာပေါ့နော်အဲ့ဒါ reciprocation ပေါ့အဲ့ဒါဘာနဲ့သုံးပြီးလုပ်မှာလဲဆိုတော့ limit switch ကိုသုံးပြီးလုပ်မှာပေါ့နော် limit switch ကို S1 S2 ဆိုပြီးတော့နာမည်ပေးပြီးတော့ဒီအပြင်မှာဆင်မယ်ဆိုရင်လည်း limit switch ကိုနှလုံးသုံးမယ်ပေါ့နော်နှလုံးသုံးပြီးတော့အဲ့ limit switch တစ်လုံးကိုဒီ cylinder ဝင်နေတဲ့အချိန်တွေမှာသူ့ပေါ်မှာခလုတ်လေးရှိရပေါ့နော်အဲ့ဒါလေးကိုဖိထားတဲ့ပုံစံမျိုးနဲ့ဆင်ရမှာပေါ့နော်နောက်ပြီးရင် cylinder ထွက်လာတဲ့နေရာကိုကိုယ်ချိန်ပြီးတော့အဲ့ limit switch နောက်တစ်လုံး S2 လို့သူကနာမည်ပေးထားတယ်ပေါ့နော်အဲ့မှာသွားပြီးချိန်ပြီးတက်မှာပေါ့နော်တက်စားလို့ရင်limit switch ကိုသူကနှိပ်မှာလဲဆိုတော့ cylinder ပဲနှိပ်မှာပေါ့နော် S1 ကို cylinder ဝင်တဲ့အချိန်မှာ S1 ကိုနှိပ်နေပြီးတော့ S1 limit switch S1 ကိုနှိပ်ပြီးတော့ cylinder ထွက်တဲ့အချိန်မှာ limit switch S2 ကိုနှိပ်ပါနော်ဒီမှာတော့ limit switch ကိုမတက်ရသေးဘူးပေါ့နော်ဒီအပေါ်ကဒီ cylinder တို့ compressor တို့ပါတာတို့ကအဲ့ဒါ power circuit ပေါ့နော်အောက်က control circuit ပေါ့နော်အောက်က control circuit မှာဆိုလို့ရှိရင်ဒီမှာလိုအပ်တဲ့ဥစ္စာ24 volt power supply ပေါ့နော်အဲ့တော့ဒါ24 volt နဲ့ plus 24 volt နဲ့0 volt နဲ့ပေါ့နော်နောက်ခု supply line လေးနှစ်ခုယူလိုက်တယ်ယူပြီးလို့ရှိရင်ကြတော့ဟိုမှာဆင်လို့ရှိရင်တကယ်ပစ္စည်းတွေကိုဆင်လို့ရှိရင်ဒီ circuit ပုံကြည့်တော့ပဲဆင်ရပါတော့ဒီ circuit ပုံတိုင်းကြည့်ပြီးဆင်မှာဒီဟာ simulation လုပ်တဲ့ software ပေါ့နော်ဒီမှာ simulation လုပ်လိုက်တော့မှကိုမှားတယ်မမှားဘူးဆိုတာအဲ့ဒါရှာလို့ရပါဘူးရုပ်အဲ့ဒါရှိရဆိုရင်ဒီမှာလည်းတစ်ခါတည်းပြင်လိုက်ပေါ့နော်ပြင်ပြီးခါမှာအောက်ဖို့ထွက်ပြီးဆိုတော့မှအပြင်မှာဆင်မှာလက်ကမ်းမှာဆင်မှာပေါ့နော်လက်ပစ္စည်းတွေဆင်တဲ့ဥစ္စာပေါ့ဒါဆိုလို့ရှိရင်ဒီမှာ switch တစ်လုံးရှိရဒါ push button switch ကိုသုံးတာပေါ့ push button ရဲ့သဘောတရားအရသူကတစ်ချက်နှိပ်ပြီးလွှတ်လိုက်တာနဲ့သူက off သွားမှာပေါ့နော်limit switch တက်ဖို့အတွက် double heading cylinder နှိပ်လိုက်နှိပ်ပြီးလို့ရှိရင် limit switch နံပါတ် S1 နဲ့ S2 ဆိုပြီးတော့နာမည်ပေးလိုက်ပါတော့တစ်ခုကကြာ0 position မှာတစ်ခုက100 position မှာအဲ့လိုပုံစံမျိုးထားပါတော့အဲ့ဆိုလို့ရှိရင်ဒီပုံစံတိုင်း limit switch ကိုဒီမှာတက်တာပါနော်တက်ဆိုဒီမှာပေါ်လာပြီပေါ့နှစ်ခု S1 နဲ့ S2 နဲ့ဒီဘက်သားလေးရွှေ့ထားရပါတော့မရွှေ့လည်းရရပါတော့ရွှေ့ထားလိုက်တော့မြင်တာပို့တော့အဆင်ပြေသွားပါတော့ S1 ကို cylinder ဝင်တဲ့အချိန်မှာနှိပ်မယ် S2 ကကြာ cylinder ထွက်တဲ့အချိန်မှာနှိပ်မယ်ပေါ့နော်ဒီက S1 ကသူကဒီ circuit ထဲမှာဆိုလို့ရှိရင် S1 normally open ကိုပဲယူထားပြီမဲ့ S1 က cylinder ဖိထားတဲ့ပုံစံတော့ဒီပုံစံတိုင်းလေးအများလေးနဲ့ဖိထားတဲ့ပုံစံ close ဖြစ်နေတဲ့ပုံစံမျိုးလေးဖြစ်နေတာပေါ့နော် S2 ကိုလည်း normally open ပဲယူမှာ S2 ကကြတော့ cylinder ထွက်လာတဲ့အချိန်ကျမှ close ဖြစ်သွားပါတော့နော် normally open ပဲယူထားပါဒါဆိုလို့ရှိရင် relay ပါမယ် solenoid ပါမယ်ပေါ့နော်အဲဆို relay ပါတဲ့အတွက်ကြောင့်မို့ relay ပေါက်မှာဆိုလို့ရှိရင် relay ရဲ့ဘေးနားမှာ contact နေရှိတယ် contact ဆိုတာ switch ကိုပြောပဲ normally open switch ပေါက်တွေနဲ့ normally close switch ပေါက်နဲ့တို့က normally open switch ပေါက်ကိုယူထားရပါတော့ဒီမှာဆိုလို့ရှိရင် relay တစ်လုံးပါ relay ကိုrelay နှလုံးသုံးပါပေါ့နော် relay ကိုနာမည်ပေးထားမယ်ဆိုရင်ဒီမှာ relay ကို K1 လို့နာမည်ပေးမယ်ဆိုလို့ရှိရင်သူ့ရဲ့ contact သူနဲ့ပတ်သက်တဲ့သူ့ဘေးနားမှာရှိတဲ့switch တွေပေါ့ဒါဒီမှာတော့ contact လို့သုံးတော့နော်အဲ့ဒါ associated contact လို့ခေါ်တယ်အဲ့ဒါကိုလည်း K1 လို့ပဲနာမည်ပေးပါတော့ဒီ relay on တဲ့အချိန်မှာ K1 ကိုတို့က normally open သုံးလိုက်အဲ့ K1 normally close ဖြစ်သွားမယ် close ဆိုရင် open ဖြစ်သွားတယ်သူတို့အကုန်လုံးရှိသမျှ K1 တွေအကုန်လုံးလိုက်ပြောင်းပါပေါ့နော်အဲ့ဒါကြောင့်တော့ associated contact လို့ခေါ်တာပေါ့ဒီမှာဆိုလို့ရှိရင်အဲ့ contact K1 နဲ့ကဘာနဲ့ဆက်ထားလဲဆို solenoid နဲ့ဆက်ထားရပါတော့ solenoid 11နဲ့ဆက်ထားပါပေါ့ဒီပုံမှာ power circuit မှာကြည့်ရလို့ရှိရင်လည်းအဲ့မှာ directional control bar ရဲ့အခါမှာဆို Y1 လို့နာမည်ပေးထားတာ solenoid ကိုတို့က Y1 လို့နာမည်ပေးရပါတော့ဒီထဲမှာလည်း Y1 D11 D11 တူတူဖြစ်ရမှာပေါ့နော်ဒီမှာဆိုရင် limit switch S2 နဲ့ဗာနဲ့ဆက်ထားဆိုတော့ relay K2 နဲ့ဆက်ထားတယ်ဒီမှာဆိုလည်းအမှာS2 နဲ့ relay နဲ့ဒီ relay K2 နဲ့သွားဆက်ပါတော့သွားဆက်ပြီးလို့ရှိရင်မှာအဲ K2 ရဲ့ contact နဲ့solenoid Y2 နဲ့သွားဆက်တာပေါ့နော်သွားဆက်မှာပေါ့
ဒီပုံစံတိုင်းဆိုနောက်အောက်ဒီမှာဆိုလို့ရှိရင်ကြည်လိုက် solenoid ကိုဆက်ထားရဲဆိုလို့ရှိရင် quantum K2 ကိုသူက24 volt power supply ပေးတယ်သူရဲ့အောက်ခြေကနေပြီးတော့ solenoid ရဲ့ခေါင်းသွားဆက်မယ် solenoid ရဲ့နောက်အောက်ပင်တစ်ပေါက်ကနေပြီးတော့မှ ground ချရမယ်ပေါ့နော်0 volt နဲ့ ground ချဒီပုံစံတိုင်းလေးပဲဆင်တာပေါ့နော် circuit ဆင်မယ်ဆိုလို့ရှိရင်ဒီဟာကိုကြည့်ပြီးတော့မှတော့ဆင်ရတာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီမှာလည်းတစ်ဖက် solenoid ပါပြောင်းပြီးသွားပြီ y2 လို့လည်းနာမည်ပေးပြီးသွားပြီပေါ့နော်အဲ့ဒါ S2 နဲ့ဒီထဲက S2 နဲ့အတူတူပဲပေါ့နော်အမှ limit switch ကနှလုံးနဲ့သုံးတာပေါ့အဲ့နှလုံးတို့ circuit ထဲမှာထည့်ဆွဲနေလို့ပေါ့ circuit မှာလည်းဒီလိုမျိုးအောက် online ကို online ကိုလည်းဒီမှာထားတယ်ပေါ့နော်အဲ့ဒါဒီမှာswitch clock ကိုတော့နှိပ်လိုက်တယ်ပေါ့နော်တစ်ချက်နှိပ်လိုက်တဲ့ push button လွှတ်လိုက်တာနဲ့သူ့အတူဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ပေါ့နော် reciprocation ပေါ့နော် reciprocation circuit တွေအဲ့လိုမျိုးပေါ့နော်ဒီမှာတော့ limit switch ကိုသုံးပြီးတော့လုပ်တာပေါ့နော်ဒါဆိုလဲ service unit တို့ဘာတို့အကြောင်းပြောအောင်နော် service unit ဆိုလဲသူပြင်မှာဆင်းတဲ့အတိုင်းပဲဒီပုံစံနဲ့ပဲဒီ power circuit မှာတော့ဒီ service unit ကိုဖြုတ်ပြီးတော့ compressor တစ်လုံးနဲ့ဒီမှာလာတက်ထားလဲရတယ်ပေါ့နော်